အားလုံးပဲမင်္ဂလာပါဒီနေ့ grade 12ရဲ့ unified ခန်းထဲက vocabulary color idioms တွေကိုရှင်းပြပေးသွားမယ်နော်နံပါတ်1က black and blue ဖြစ်တယ်ဆိုတာကသူကအညိုအမဲဆွဲတယ်လို့ပြောတာဒီဘက်ပြီးမှ meaning ပေးထားတယ် bruise and beaten bruise ကတော့သူကပွန်းပဲ့ဒဏ်ရာတွေ beaten ဆိုတာကအရိုက်ခံရတဲ့ဒဏ်ရာတွေပေါ့ဒါဆိုတော့အညိုအမဲဆွဲတာပေါ့နော် The drunkard was found black and blue near the station drunkard ဆိုတာအရက်မူးသမားကိုဘူတာယုံနာမှာအညိုမဲတွေဆွဲနေတဲ့ပုံစံနဲ့တွေ့ခဲ့ပါတယ်နံပါတ်2က black and white ဆိုတာက straight forward ဖြစ်တယ် very clear ဖြစ်တယ်သူကဒီ black and white ဆိုတဲ့စလုံးကလူမာလဲသုံးတယ်လူမာဆိုရင် straight forward ဖြစ်တာ straight forward ဆိုတာကဘာလဲဆိုရင်သူက honest and open ဖြစ်တာရိုးသားပွင့်လင်းတယ်ဆိုတဲ့အဓိပ္ပာယ်ရိုးသားဖြောင့်မတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဒီသင်ခန်းစာတို့စာနဲ့ပတ်သက်တာတွေဆိုရင်တော့သူက very clear ဖြစ်တာအလွန်ရှင်းတယ်ဆိုတဲ့အဓိပ္ပာယ် We all understood the theory in black and white after the lecture ပြီးတဲ့နောက်မှာသင်ခန်းစာပြီးတဲ့နောက်မှာကျွန်တော်တို့တွေအားလုံးဟာဒီ theory ကိုအလွန်ရှင်းလင်းစွာနားလည်သွားခဲ့ပါတယ် blackout ဆိုတာကကြက်တည်သွားတဲ့သဘောပေါ့နော်မတရေတွေပါတွေ့လို့အရန်ကြောက်စရာကောင်းတဲ့တလိษံတွေပါတွေ့လို့လူကမလှုပ်မရှက်ဖြစ်သွားပြီးတော့မှငြိမ်သက်သွားခဏတာကြက်တည်သွားတဲ့ပုံစံမျိုးဖြစ်တာကို blackout ဖြစ်တယ်လို့ခေါ်တယ် temporarily lose consciousness ဆိုတာကအသိရှိတာကိုပြောတာအဲ lose ဖြစ်သွားတယ်ဆိုတော့အသိလွတ်သွားတယ်သတိလစ်သွားတယ် temporarily ဆိုတာယာယီအားဖြင့်တခဏတာလောက်သတိလက်လွတ်ဖြစ်သွားတယ်ဆိုတဲ့အခြေအနေအဲ့တော့မြန်မာလိုဆိုကြက်တည်သွားတယ်လို့ပြောတာပေါ့နော် she blacked out at the sight of a snake in her room သူမရဲ့အခန်းထဲမှာမွေးတကောင်ကိုမြင်လိုက်ရတော့သူကြက်တည်သွားတယ်ပေါ့နော်အရန်ကြောက်ပြီးတော့မှရက်သွားတဲ့အခြေအနေမျိုးပေါ့နံပါတ်4က black market ဆိုတာမှောင်ခိုဈေး a place where goods are illegally bought and sold for a profit ကုန်ပစ္စည်းတွေကိုတရားမဝင်တဲ့နည်းနဲ့ရောင်းတယ်ဝယ်တယ်အကျိုးမြတ်ရဖို့အတွက်ရောင်းတယ်ဝယ်တယ်နေရာမျိုးကိုခေါ်ရတယ်ဆိုတော့ဒါမှောင်ခိုဈေးပေါ့နော်တရားဝင်မဟုတ်တဲ့ဈေးကွက်ပေါ့ The man planned to sell tiger hides on the black market in town ဒီလူကကြားတည်တွေ tiger hides ကကြားတည်တွေကိုမှောင်ခိုဈေးထဲမှာဒီမျိုးရဲ့မှောင်ခိုဈေးထဲမှာရောင်းဖို့အတွက်စီစဉ်ထားခဲ့တယ်နောက်တစ်ခုက into the blue ဆိုတာ disappear ဖြစ်သွားတာပျောက်ကွယ်သွားတယ်ဆိုတဲ့အဓိပ္ပာယ် outer side အတူတူပဲပျောက်ကွယ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်နော် I could not find my little cat ကျွန်တော်ရဲ့ကြောင်လေးကိုရှာမတွေ့တော့ဘူး It seemed to be into the blue ၎င်းကပျောက်သွားတဲ့ပုံပဲ blue blood ဆိုတာတော်ဝင်သွေးမင်းမျိုးမင်းနယ်တွေကနေပြီးတော့ဆင်းသက်လာတဲ့မျိုးဆက်ပေါ့နော် Someone from a noble aristocratic or wealthy family noble ဆိုတာမြင့်မြတ်သော aristocratic ဆိုတာမင်းမျိုးမင်းတွေကိုပြောတာပေါ့နော်ဒါမှမဟုတ်ရှင်လေမြင့်မြတ်တဲ့မင်းမျိုးမင်းတွေမဟုတ်ရင်လေသူကချမ်းသာတဲ့မိသားစုအတိုင်းဝိုင်းကနေဆင်းသက်လာတဲ့လူကိုလေဒါတော်ဝင်သွေး blue blood လို့ခေါ်တယ်တော့ blue blood ဆိုတာကလူကိုကိုစားပြုတာ person ကိုကိုစားပြုတာနော် Only the blue bloods were invited to the royal wedding တော်ဝင်မင်္ဂလာပွဲကိုဒီမင်းမျိုးမင်းတွေသွေးပါတဲ့လူတွေပဲတော်ဝင်သွေးပါတဲ့လူတွေပဲမင်းမျိုးမင်းတွေမင်းဆက်တွေကိုပဲမျိုးဆက်တွေကိုပဲဖိတ်ခဲ့ပါတယ်တော်ဝင်မင်္ဂလာပွဲကိုဒီမင်းမျိုးမင်းတွေမျိုးဆက်တွေကပဲတက်ရောက်ခွင့်ရှိတယ်ပေါ့နော်အဲ့လိုပြောနောက်တစ်ခုက look green ဆိုတာကသူက looking sick မျက်နှာကဖြူဖက်ဖြူရောဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးဘယ်အခြေအနေမှာလဲဆိုတော့နောက်တစ်မျိုးကlooking sick ဆိုတာကတို့ emoji လေးတွေပါလေ emoji အဝါလေးတွေပါလေမျက်နှာလေးအစိမ်းဖြစ်နေရင်အန်ဂျင်နဲ့ရုပ်ပေါက်နေအဲ့ဒါမျိုးသူက look green လို့ခေါ်ပါတယ်အဲ့တော့နောက်တစ်မျိုးကဖြူဖြူရဖြစ်တယ်လည်းပြောတယ်နောက်တစ်မျိုးကပါလေအန်ဂျင်စိတ်ပြုတ်အန်ဂျင်စိတ်ဖြစ်နေတဲ့အခြေအနေမျိုးကိုလည်း look green ဖြစ်တယ်လို့ခေါ်တယ် After a 10-hour flight grandma look green 10 နာရီကြာလေယာဉ်ပြန်တမ်းမှုခရီးစဉ်ပြီးတဲ့နောက်မှာလေယာဉ်ပြန်စီးပြီးတဲ့နောက်ကိုပြောချင်တာနော်အဖွားဟာ look green မျက်နှာဖြူဖြစ်နေတယ်ဒါမှမဟုတ်ရှင်လည်းအဖွားဟာပြုတ်အန်ဂျင်စိတ်ပေါက်နေတယ်လို့ပြောနောက်တစ်ခုက green with envy ဆိုတာကမနာလိုမှုဆိုတော့ဒါကမနာလိုဖြစ်တာပဲเนาะအဲ့တော့ adjective မျိုးစာ green with envy jealous ဖြစ်တဲ့ဆိုတဲ့အဓိပ္ပာယ်မနာလိုတော့ She is green with envy because her friend has a new mobile phone
သူမရဲ့တငယ်ချင်းမှာ mobile phone အသစ်တစ်လုံးရရှိသွားတဲ့အတွက်ကြောင့်သူမမနာလို့ဖြစ်နေပါတယ်တဲ့ Grey matter Grey matter ဆိုတာက intelligence ဖြစ်တာဉာဏ်ကောင်းခြင်းဆိုတဲ့အဓိပ္ပာယ် power or thoughts ပေါ့နော်တွေးခေါ်နိုင်တဲ့စွမ်းရည်ရှိခြင်းဆိုတဲ့အဓိပ္ပာယ် They will surely get the right solution if they use some grey matter သူတို့ကတဲ့တေချာပေါက်ကိုမှန်ကန်တဲ့အဖြေကိုရရှိမှာပါပဲတဲ့ if they use သူတို့အသုံးပြုမယ်ဆိုရင် some grey matter ဒီထက်ပိုပြီးတော့တွေးခေါ်နိုင်စွမ်းကိုသုံးလိုက်မယ်ဆိုရင်သူတို့တေချာပေါက်ကိုအဖြေမှန်ရရှိပါလိမ့်မယ်တဲ့တွေးခေါ်နိုင်စွမ်း power တွေပေါ့နော်စွမ်းအားတွေနောက်မရှိဒီထက်ပိုပြီးတော့သူတို့က intelligent ပေါ့အသိဉာဏ်တွေကိုအသုံးပြုလိုက်မယ်ဆိုရင်ဉာဏ်တွေးတွေကိုသူတို့အသုံးပြုလိုက်မယ်ဆိုရင်ပုံမှန်ကန်တဲ့အဖြေတွေကိုရပါလိမ့်မယ်ပေါ့ out of the red အကျွေးကင်းသွားတာ out of that အကျွေးကင်းသွားဆိုတဲ့အဓိပ္ပာယ် Their father has managed to pay back the bank loan and they are out of the red now သူတို့ရဲ့အဖေက has managed to pay back ဆိုတာက manage to ဆိုတာလုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ pay back ကပြန်ဆက်တာပတ်စံတွေကိုပြန်ဆက်နိုင်တယ်ပေါ့ the bank loan ဘဏ်ကချေးငွေလုံးစွာကချေးငွေဘဏ်ချေးငွေတွေကိုပြန်ဆက်နိုင်ခဲ့ပြီးအဲ့ဒါကြောင့်မလို့ they are out of the red now အခုသူတို့အကျွေးကင်းသွားပြီ red eye ဆိုတာကလေသူကခရီးစဉ်တစ်ခု a journey that leaves late at night ညနေမှထွက်တဲ့ခရီးစဉ်တစ်ခု and arrives early in the morning မနက်ခင်းအစောကြီးမှာရောက်ရှိတဲ့ခရီးစဉ်ပေါ့နော်ညဘက်ကိုနောက်ကျမှထွက်တယ်ညနေတကောင်လောက်မှထွက်တယ်12နာရီတနာရီလောက်မှထွက်ခွာပြီးတော့မနက်ကိုလည်းအစောကြီးရောက်ရှိသွားတဲ့ခရီးစဉ်မျိုးကို red eye လို့ခေါ်တယ်အဲ့ red eye ကတော့များသောအားဖြင့်သူကလေရင်ပြန်ခရီးစဉ်တွေမှာပဲသုံးတာများပါတယ်နော်ညီမတို့ပြောရရင်တော့ညလေရင်ခရီးစဉ်ဒါမှမဟုတ်တကောင်ရန်လေရင်ခရီးစဉ်သူ့ရဲ့အဓိပ္ပာယ် We had to catch the red eye flight last night ကျွန်တော်တို့မနေ့တုန်းကညတကောင်လေရင်ပြန်ခရီးစဉ်ကိုအမီစီးခဲ့ပါတယ်ပေါ့ catch ကဒီညမှာဒီရင်တွေကိုအမီလိုက်စီးတယ်ပြန်အဲ့ဒီရင်တွေရဲ့အချိန်အတိုင်းလိုက်စီးတယ်ဆိုလို့ရှိရင် catch ကိုသုံးတာပေါ့နော်ဥပမာယထာကို9နိုင်ယထာကိုမှီအောင်လိုက်စီးရဆိုရင်I catch the train I catch the 7 o'clock train every day ပေါ့နေ့တိုင်း9နိုင်ယထာကိုမှီအောင်စီးတယ်ပေါ့နောက်က white elephant သူက a useless possession something that is no use ကိုမှရှိနေတဲ့အသုံးမဝင်တဲ့ပစ္စည်းတစ်ခုခုကို white elephant လို့ခေါ်ပါတယ် My uncle bought me a calculator for my birthday but it is a white elephant I am an art student ကျွန်တော်ရဲ့ဦးလေးကမွေးနေ့လက်ဆောင်အတွက်ဆိုပြီးတော့ calculator တစ်လုံးကိုဝယ်ပေးခဲ့တယ်အဲ့ဒါကလုံးဝအသုံးမဝင်တဲ့ပစ္စည်းတစ်ခုပါပဲကျွန်တော်ကအနုပညာကျောင်းသားတစ်ယောက်ဖြစ်တာမို့လို့ပါတဲ့နံပါတ်73က a white line a harmless line ပေါ့နော်အဖြူရောင်မူသားပေါ့အဲ့တော့သူများကိုဒုက္ခမပေးတဲ့လိမ်ညာစကားကိုပြောတာဖြစ်တယ် He told the teacher a white lie when he said he had a headache သူကသူ့ရဲ့ဆရာကိုမူသားတစ်ခုပြောလိုက်တယ်ဒါပေမဲ့မူသားဆိုတာကသူ့ရဲ့ဆရာကိုမထိခိုက်တဲ့အတွက်သူက white line လို့သုံးတာပေါ့နော်အဖြူရောင်မူသားလေးတစ်ခုပြောလိုက်တယ် when he said he had a headache သူခေါင်းကိုက်နေခဲ့တာပါဆိုပြီးတော့မှသူ့ဆရာကိုလိမ်လိုက်တယ်ပေါ့နော်White collar ဆိုတာကသူက relating to the work done or those who work in an office or other professional environment အဲ့ဒီနေရာမှာတော့ on ခံထားတယ်ဆက်နေတော့အလုပ်ကိုလည်း work done ပေါ့နော်အလုပ်ကိုလည်း white collar လို့ခေါ်လို့ရတယ်လို့လူတွေကိုလည်း white collar လို့ခေါ်တယ်ဘယ်လိုနေရာမှာလုပ်တာလဲဆိုရင်သူက professional ပတ်ဝန်းကျင်မှာလုပ်တဲ့လူမျိုးတွေရုံးပိုင်းဆိုင်ရာမှာလုပ်တဲ့လူမျိုး professional ပတ်ဝန်းကျင်ဆိုတာကတော့ပညာနဲ့လုပ်ကြတဲ့အတမွေးဝဲကျောင်းလုပ်ငန်းတွေပေါ့ဆရာတွေဆရာဝန်တွေ engineer တွေအဲ့လိုပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အလုပ်တွေမှာလုပ်နေတဲ့လူတွေကိုလည်း white collar လို့ခေါ်တယ်လို့အဲ့ဒီဆက်နေအလုပ်နဲ့ပတ်သက်ဆက်နွယ်နေရလို့ပြောချင်လဲ white collar လို့ခေါ်တယ်ပညာရဲ့ပိုင်းဆိုင်ရာနဲ့ပတ်သက်နေတဲ့ဆက်နေတယ်လို့ပြောရင်လည်း white collar လို့ခေါ်တယ် the white collar workers အဲ့ white collar က adjective အနေနဲ့သုံးတာပေါ့နော်ဒီညာနာလုပ်သားမြန်မာလိုပြောရင်တော့ညာနာလုပ်သားတွေ in this company ဆိုတော့ဒီ company မှာရှိတဲ့ဒီညာနာလုပ်သားတွေကလုပ်သားတွေဟာတဲ့ are educated and well trained သူတို့ကပညာတတ်ပြီးတော့မှကောင်းမွန်စွာလေ့ကျင့်ထားတာပဲဖြစ်ပါတယ် with flying colors ဂုဏ်ထူးများစွာဖြင့် complete something with great distinction and excellent results သူက
distinction ကောင်းကောင်းနဲ့တစုံတစ်ခုကိုပြီးထားတယ်ပေါ့နော်ဂုံတူးရပြီးတော့မှတစုံတစ်ခုကိုပြီးမြောက်ထားတယ်ဘွယ်တူးဂုံတူးပေါ့ distinction ဆိုတာနောက်ဘွယ်တူးတွေပါရရှိပြီးတော့မှတစုံတစ်ခုကိုပြီးမြောက်ထားတယ်ပြီးတော့ excellent results အရန်ကောင်းမွန်တဲ့ result ရလဒ်တွေရှိပြီးတော့မှတစုံတရာကိုပြီးမြောက်ထားတယ်ဆိုရင်သူက with flying colors လို့သုံးတယ်အဲ့တော့ကိုရီးယားဒီဂုံတူးမှမဟုတ် flying color ဆိုတဲ့နေရာမှာတခြားသောပညာရဲ့ဘိုင်းဆိုင်ရာမှာတခုခုကိုကြီးကြီးကျယ်ကျယ်ရလက်ကောင်းကောင်းနဲ့အောင်မြင်ထားတယ်လို့ပြောရင်လေ flying colors ကိုသုံးလို့ရတယ် If you study hard you will pass the exam with flying colors မင်းပြင်းထန်တဲ့စူးစမ်းမယ်ဆိုရင်ဂုံတူးတွေနဲ့စာမေးပွဲကိုအောင်လိမ့်မယ်ဒါမှမဟုတ်ရင်အမှတ်ကောင်းကောင်းနဲ့စာမေးပွဲကိုအောင်လိမ့်မယ်